မျိုးစုံတော့လုံးမလဲ blend နေတဲ့ warrior ခတ်ထားတဲ့ဂျာမှာ game flat တောက်ရှော့တွေချောင်းနေတော့မယ်တော့မှလည်း Aeon Vision ပြနေတယ် retribution recently ကိုရရှိသွားသေးတယ်ဗျပိုးနောက်ဒီမှာ game flat ပြန်ပတ်နေရနေရင်းနဲ့ပဲတိုက်ချွန်သွေးနေသွားပြီအဲ့တော့ recently ကို Hyuga တကောင်မှာပါဆွဲလိုက်ရင်းနဲ့ပဲဒီ battle fight ဒီလိုတော့မြင်လာရတယ် battle fight မှာတော့နှစ်သိန်းလုံး fight with the fight ခေါင်းချင်းဆိုင်လာမလား aura နေတော့ပြန်ပြီး record ထောက်ထားတဲ့အချိန်တခု OBS မှာလည်း implosion ပြန်ပေးထားတယ် game flat electrify နဲ့ဖြတ်နေနေတော့သွေးတော့နဲဟိုတဲ့နေတာတခုမှကျုံလို့ပြစ်ချနေ blink စပြီးတော့ကြာတယ် recently ကိုအထဲထိဝင်ပိုင်းနေရဆိုတော့ညာလေ game flat လက်ထဲမှာနောက်တစ်ကောင် Hyuga ရရှိသွားပြီပဲ stay နဲ့တောက်ချော Dwarf Crow Dash ပြန်ပြီးတော့ကြိုးစားမယ်တိုက်ချောတကွက်လုံးနေလို့မယ် oh stage ကြောင်းကိုပြစ်ခွဲလိုက်သေးတာဗျာ sacrifice ရှိနေနေတာတခု stage လီနာတွဲလုံးတစ်ဖက်ကနေပြီးတော့၄ယောက်ဘယ်လိုမျိုးဝင်ဖြုံမလဲ stage နဲ့တကောင်အင်းတော့ရခဲ့သေးတယ်တိုက်ချောအဲကိုကြိုးစားနေတာတခုမှနောက်ပိုင်း stage နဲ့ backline control မှာသွားမိနေဆိုတဲ့အနေထားတစ်ခုမှာတော့ Basana စီကို Hyuga ပေးလိုက်ရတယ်ဗျာအထင်မထားတဲ့နေရာနေကြလာတဲ့ Eternal damage ကြားထဲမှာ purify မရှိတော့တဲ့ state အနေနဲ့တော့ပြန်လည်ပြီးတော့ပေးလိုက်ရတယ်ဗျာအောင်လဲ first tower တစ်လုံးတော့ Platon တောက်ချ force နေ number 2 man တန်းပြီးတော့ crayfish ထိုးထားသေးတယ်နောက်ပြန်ပြီးတော့ကြလိုက် back damage တွေတူပဲ tap ချွန်တော်လေးသွေးတော့ကိုင်းသွားပြီဒါပေမဲ့ tower ချိုးပုံစံတစ်ခုတော့တွေ့ရပါတယ်ဟုတ်တယ်နောက်ဆုံးတာတဲ့ရောက်လာပြီအဲ့တော့ကြောင့်မလို့ Bloodstone သူတို့နေတာတဲ့နှစ်ခုလက်လွတ်ခံထားတဲ့အချိန်မှာနောက်ဆုံးတာတဲ့အရန်တော့အရေးကြီးတယ်လောဒီမှာ Aeon ထောက် implosion ကို flicker နဲ့ပြေးဖမ်းတယ်အဲ့တော့မှတော့ပါလာခဲ့နေတာတခုမှပထန်းအနေနဲ့ဝင်ပြီး fit ထိုးပေးတယ်ရင်းအောင်လုံးဝမသိသေးဘူး distribution ရအောင်မလား game flag ကတော့တာတဲ့ရရှိခဲ့အနေထားတခုမှ Aeon နောက်က backline လီနာကိုဝင်ထိထားတယ်စနေတော့အကုန်လုံးကြားရပြေးထွက်လာနိုင်သေးတယ်ဗျစစ်မသိဘူး recently ကိုရောက်လာနေတဲ့အချိန်တခုမှတော့ Hyuga နောက်ကောင်မပြန်ပေးလိုက်ရင်တော့နောက်ကိုတစ်သိန်းလုံးတော့ YG Platon အနေနဲ့ကတော့ဒါပို့ပြီးတော့ position အသာစီးယူထားတယ်ကျွန်တော် Tapton position ကိုတီး elbow shift flick ကတခါလေးပဲတယောက်တည်းကိုဖြတ်ဖို့ကြိုးစား Eternal Cash Cross Black Master K တိတ်ပိုက်လို့သွားသူ K flat တောက်ရှော့လိုက်ပြီးနေလာတယ် Demon Force ထောင်းလာတဲ့ Glacier ကြားမှာ Careless Speed Juno တိတ်ပိုက်လို့တွိုင်းနေပဲ Two Man Down သွားတဲ့ YG ဒီလောက်ယူဖို့တော်တော်လေးခက်ခဲသွားပါပြီဗျာ YG ဒီလိုလူဖို့တော့လွယ်မှာမဟုတ်တော့ recently ကိုကန်တော့စမ်းကြည့်နေတဲ့ပုံစံမှာ stage မှာ full dash ပြန်ပေးနေတယ် recently ကို Juno ဝတ်ထက်မှသိမ့်ပိုက်လိုက်သေးတယ် recently ကိုနောက်တစ်ကောင်ပုံအော်ဒီမှာတက်ယူထားနေတယ်နောက်တစ် game play မှာထပ်မှသိဆုံးနေရင်းနဲ့ပဲ YG သူတို့ဘာလို့လုံးလို့ရနေသေးလဲဆိုတော့အကောင်ဆုံးသိနေခဲ့တာဗျာ What a play 3 man ချောင်းနေချာမှာ blink ဖက်လိုင်းဝင်ဖို့တိုးသားဝင်မယ်မလွယ်သေးဘူးတိုက်ချွန်ပြန်တော့ကြည့်နေတော့ stage နောက်မှာ light ရှိတယ် warfare ချာမှာနှစ်ကောင်နောက်မှာ shift flicker နဲ့ပါဝင်ပြီး damage တိတ်ကန်းလောက်တာ stage တောင်းချောင်းပေးတဲ့ damage မှာ implosion ပေးမယ်မလောက်တော့ဘူးဗျာ stage တောင်းချောင်းတွေပြစ်ခွဲနေတယ်ပဲဒီမှာ winner cross ခဲထားတဲ့ A လုံးမှာထပ်မှသိဆုံးနေရင်းနဲ့ပဲနောက်တစ်ကောင်ကိစ္စကို share လုပ်ခဲ့နဲ့ထပ်ဖိုင်းလိုက်တဲ့အချိန်တခုမှာတော့ YG 5man 10 white ကိုထပ်မှဖန်တီးလိုက်ပြန်